အခုကတော့ဗာလဲဆိုတော့ဒါခောက်ဆွဲပြုတ်ပေါ့နော်ခောက်ဆွဲပြုတ်ကဒီမှာပါခောက်ဆွဲပြုတ်ကဘာတွေပါလဲဆိုတော့ဒါမနီးကတော့ကဒီကြက်မာသားပေါ့နော်ကြက်မာသားကိုချက်တယ်ပေါ့နော်ဒီအာလူးရဲ့ကြက်မာသားရဲ့ပြီးလို့ရှိရင်ဒီမှာကြက်အမြင့်ကလေးလည်းပါတယ်ပေါ့နော်ဒီကြက်မြင့်ကလေးတွေရဲ့နဲ့ဒီအာလူးရဲ့နဲ့ချက်တာပေါ့ရှင်ချက်တာပေါ့ဒီမှာကြက်အမြင့်ကလေးလည်းပါတယ်ပေါ့နော်ဒီအာလူးရဲ့ချက်တယ်ပြီးတော့အဲ့ဒီဟာကိုအနှင်းငယ်ကြံနေပေါ့နော်ကြံတဲ့ဟာကိုကျမယောက်ျားပိုက်စားတယ်ဆိုတော့ဒီမှာခောက်ဆွဲ6ထုတ်ခောက်ဆွဲ6ကတုံရမ်းခောက်ဆွဲ6ပေါ့နော်ဒီတုံရမ်းခောက်ဆွဲ6ထဲကိုဒီမှာမုံညင်းရွက်ကလေးပါထည့်ပြီးတော့ခောက်ဆွဲပြုတ်ပြန်ပြုတ်လိုက်တာပေါ့နော်ခောက်ဆွဲပြုတ်ထဲကိုဒီမှာကြက်သားဟင်းတွေထည့်လိုက်တာပါကြက်သားဟင်းပေါ့နော်ဒါကတော့ကြက်မာသားပေါ့နော်ကြက်မာသားရဲ့ဒီမှာကြက်အမြင့်ကဲအာလူးရဲ့ပြီးတော့ကျမဒီထဲမှာပေါ့နော်ကြက်ဥလေးလေးထည့်ထားသေးရဲ့ရှင်ကြက်ဥလေးလည်းထည့်ထားပါတယ်ကြက်ဥကတော့အောက်မှာရောက်သွားတယ်ပေါ့နော်ဒီမှာကြက်ဥလေးလည်းထည့်ထားပါတယ်ဒီမှာကြက်ဥကအောက်မှာရောက်သွားတာမကြက်တဲ့ကလေးပေါ့နော်ကြက်ဥကိုဖောက်ထည့်ပြီးတော့မှဒီခောက်ဆွဲပြုတ်ကိုလောင်းလိုက်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါတော့စတိုင်းချက်တော့ကရဝီရဲ့ကလေးကလေးပေါ့နော်ဒါကတော့အရွက်အနေနဲ့ကတော့မုံညင်းရွက်ပေါ့နော်ကဲဒါကတော့စားချင်စရာခောက်ဆွဲပြုတ်ကလေးပဲဖြစ်ပါတယ်ကဲအားလုံးပဲဘိုက်စာနဲ့အိမ်မှာရှိတဲ့ဟင်းကြံလေးနဲ့အလွယ်တကူပြုတ်ပြီးတော့စားလို့ရပါတယ်အရန်စားလို့ပို့ပြီးတော့ရတာလေးပြင်မရှိရပါတော့ပို့ပြီးတော့စားလို့ကောင်းပါတယ်အားလုံးပဲဘိုင်ဘိုင်ဆက်ကြပါအောင်ရှင်